ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစရန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာကိုယ့်ရဲ့အပေါ်မှာမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေရန်လုပ်ချင်တဲ့သူတွေနှောက်ယှက်ချင်တဲ့သူများနဲ့ဒီနေ့အတွက်စုံတွေ့ရတတ်တဲ့နေရင်ထိုင်ရင်လေကိုကစိတ်အလိုမကျဖြစ်နေတာပြောမဆိုမတာတွေဆုံးဖြတ်ချက်အမားတွေသူများတွေနဲ့အများတွေနဲ့ကိုကတယောက်တိမ်လုံးနဲ့တယောက်အများနဲ့တယောက်ဆိုလို့ဒီနေ့အတွက်စန့်ကျင်ဘက်တွေမြင်နေတာစန့်ကျင်ဘက်တွေတွေးနေတာမျိုးတွေဖြစ်တတ်တဲ့ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့2ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအဖြူရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာကော်ဖီ2ခွက်ကတ်လူပေးရမှာဖြစ်ပါတယ်ရှင်